5-minute business talk. Digital transformation software where digital transformation မဟုတ်ဘူး လုပ်ငန်းပုံစံပြောင်းတာက digital transformation ဖြစ်တယ် မင်္ဂလာပါဒီနေ့ 5-minute business talk မှာ2026ခုနှစ်စီးပွားရေးလောကရဲ့အရေးကြီးဆုံးခေါင်းစဉ်တွေထဲကတစ်ခုဖြစ်တဲ့ digital transformation အကြောင်းမျှဝေပေးချင်ပါတယ်လူအများစုက digital transformation ဆိုတာ software အသစ်ဝယ်တာ website တစ်ခုတည်ဆောက်တာ Facebook page ဖွင့်တာလို့ထင်ကြပါတယ်ဒါပေမဲ့အဲ့ဒါတွေဟာ digital transformation ရဲ့အစိတ်ပိုင်းလေးတွေသာဖြစ်ပါတယ်တကယ် digital transformation ဆိုတာလုပ်ငန်းတစ်ခုလုံးရဲ့လှုပ်ဆောင်ပုံဆုံးဖြတ်ချက်ချပုံနဲ့ customer ကိုဝန်ဆောင်မှုပေးပုံကိုနည်းပညာအသုံးပြုပြီးပြောင်းလဲခြင်းဖြစ်ပါတယ် digital transformation ဘာကြောင့်အရေးကြီးလာတာလဲ2026ခုနှစ်မှာ customer တွေကပိုမြန်တဲ့ဝန်ဆောင်မှုကိုလိုချင်တယ်ပိုလွယ်တဲ့ဝန်ဆောင်မှုကိုလိုချင်တယ် online ကနေအရာအလုံးလုပ်နိုင်ချင်တယ်message ပို့ပြီး2ရက်စောင့်မနေချင်တော့ဘူး order တင်ပြီးတစ်ပတ်စောင့်မနေချင်တော့ဘူးဒီလို customer expectation ပြောင်းလဲလာတဲ့အတွက်လုပ်ငန်းတွေကလည်းပြောင်းလဲဖို့လိုလာတယ်မြန်မာလုပ်ငန်းတွေရင်ဆိုင်နေရတဲ့ပြဿနာမြန်မာနိုင်ငံရှိဆွေလုပ်ငန်းအများစုမှာ Excel file အများကြီးသုံးနေတော့စာရင်းတွေကိုလက်ရေးနဲ့မှတ်နေတော့ customer data တွေစနစ်တကျမရှိသေး inventory ကို manual စစ်နေရတော့ report တွေထုတ်ဖို့အချိန်များစွာကုန်နေတော့ဒီလိုအခြေအနေတွေက growth ကိုနှေးကွေးစေတယ်အမှားတွေများစေတယ်ဆုံးဖြတ်ချက်တွေနှေးကွေးစေတယ် digital transformation ရဲ့အဆင့်5အဆင့် the data digitization စာရွက်ပေါ်ကအချက်လက်တွေကို digital form မှာပြောင်းခြင်း customer list sales record inventory record financial data တွေကိုစနစ်တကျသိမ်းဆည်းခြင်းဖြစ်ပါတယ်The process automation နေ့စဉ်ထပ်ခါလုပ်ရတဲ့အလုပ်တွေကို automation လုပ်ခြင်း invoice ထုတ်ခြင်း order processing stock update payment tracking စတာတွေကိုစနစ်တကျလုပ်ဆောင်နိုင်ပါတယ်customer experience improvement customer တွေကိုပိုမြန်ပိုကောင်းတဲ့ service ပေးနိုင်ဖို့ technology အသုံးပြုခြင်းဖြစ်ပါတယ်ဥပမာ online ordering chatbot CRM system Customer portal တို့ဖြစ်ပါတယ် Lead data driven decision making ခံစားချက်နဲ့ဆုံးဖြတ်တာမဟုတ်တော့ဘဲ data ကိုအခြေခံပြီးဆုံးဖြတ်ခြင်းဖြစ်ပါတယ်ဘယ် product ရောင်းကောင်းလဲဘယ် customer group က profit အများဆုံးလဲဘယ် marketing campaign ကအလုပ်ဖြစ်လဲ data ကအဖြေပေးနိုင်ပါတယ်ငါ business innovation digital technology ကိုအသုံးပြုပြီး business model အသစ်ဖန်တီးခြင်းဖြစ်ပါတယ် subscription model online learning SaaS platform mobile apps services တို့ဟာ digital innovation ဥပမာတွေဖြစ်ပါတယ် A-net digital transformation 2026ခုနှစ်မှာ AI က digital transformation ရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်လာပါတယ် AI က customer service automation content creation sales forecasting business analytics report generation business planning တွေမှာကူညီနိုင်တယ်။ဒါကြောင့် SME လုပ်ငန်းတွေအတွက် productivity ကိုအများကြီးမြင့်တင်ပေးနိုင်တယ်။ဘယ်လုပ်ငန်းတွေအနိုင်ရမလဲ။အနာဂတ်မှာအနိုင်ရမယ့်လုပ်ငန်းတွေက digital first လုပ်ငန်းတွေ data driven လုပ်ငန်းတွေ AI အသုံးချတဲ့လုပ်ငန်းတွေ customer experience ကိုဦးစားပေးတဲ့လုပ်ငန်းတွေ automation တည်ဆောက်ထားတဲ့လုပ်ငန်းတွေဖြစ်လာပါလိမ့်မယ်။မိကုံDigital transformation ဆိုတာ software ဝယ်လိုက်တာမဟုတ်ဘူး website တစ်ခုစောက်လိုက်တာမဟုတ်ဘူး Facebook page ဖွင့်လိုက်တာလည်းမဟုတ်ဘူးလုပ်ငန်းတစ်ခုလုံးကိုပိုမြန်အောင်ပိုထိရောက်အောင်ပိုရှင်ပြိုင်နိုင်အောင်ပြောင်းလဲလိုက်တာဖြစ်တယ်ဒါကြောင့် digital transformation ကိုကုန်ကျစရိတ်လို့မမြင်ပါနဲ့အနာဂတ်အတွက်ယင်းနှိမ့်မြုပ်နှံမှုလို့မြင်ပါဘာကြောင့်လဲဆိုတော့2026ခုနှစ်မှာအနိုင်ရမယ့်လုပ်ငန်းတွေက digital transformation လုပ်ပြီးသားလုပ်ငန်းတွေဖြစ်လာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။နောက်ထပ်5 minute business talk မှာပြန်လည်တွေ့ဆုံကြပါမယ်။